အားလုံးပဲမင်္ဂလာပါနော်အားလုံးပဲမင်္ဂလာပါဗျနော်ဒီတစ်ခါကျွန်တော်ရဲ့မိတ်ဆွေတွေကိုပေါ့နော်ကျွန်တော်နှလုံးပေါင်းခြင်းနှလုံးပေါင်းကိုဖြစ်ရှင် site လေးနဲ့ကျွန်တော်လာပြီးတော့ရပြီးမယ်ပေါ့နော်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုစုံထိအောင်လိုက်ပါကြည့်ရှုပေးပါဗျနော်ဒီတစ်ပတ်ပေါ့နော်တရက်12လပိုင်း2025အတွက်ပေါ့နော်နှလုံးပေါင်းခြင်းကျွန်တော်ကိုဘယ်လိုယူထားလဲဆိုရက်ကျွန်တော် site လေးကိုကျွန်တော်တစ်ချက်လာပြီးတော့ပြောပြပေးမယ်နော်ဒါဆိုရင်တို့နော်ဗီဒီယိုလေးကိုစလိုက်ကြမယ်နော်ကျွန်တော်တို့နော်ဒီမှာပေါ့နော်ကျွန်တော်တို့ဒါရှေ့နောက်ပေါင်းပေါ့နော်နှလုံးပေါင်းခြင်းရှေ့ဖြစ်တယ်နော်နှလုံးပေါင်းခြင်းရှေ့ဖြစ်တယ်ဒီနှလုံးပေါင်းခြင်းရှေ့ဖြစ်တယ်ဘယ်မှာလာလဲဆိုတော့နော်ကျွန်တော်တို့ဒီမှာခွာပေါင်းရှေ့နော်ခွာပေါင်းရှေ့လို့ဒီနှလုံးပေါင်းရှေ့တယ်နော်ကျွန်တော်တို့နောက်ဒီမှာခွာပေါင်းခွန်လို့ဒီမှာလဲခွာပေါင်းခွန်တယ်နော်ဒီမှာခွာပေါင်း30လို့ကျွန်တော်တို့ဒီမှာရခွာပေါင်း30တယ်ပေါ့နော်ဒါဆိုရင်ဒီမှာခွာပေါင်း3လို့ကျွန်တော်တို့ဒီမှာလဲခွာပေါင်း3တယ်နော်ကဲအဆင်လိုက်ပဲနော်တစ်ချက်လောက်နော်ဒီမှာခွာပေါင်း30လို့ဒီမှာလဲခွာပေါင်း30ရယ်နော်ဒီမှာခွာပေါင်း3လို့ဒီမှာခွာပေါင်း3တယ်နော်ဒါဆိုရင်ဒီတစ်ပတ်ပေါ့နော်ကျွန်တော်တို့ကရှေ့နှလုံးပေါင်းလဲ9ဖြစ်တယ်လို့ခွာပေါင်းလဲ9ဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့နော်ကျွန်တော်တို့ဒီအပင်မှာပေါ့နော်ဒီလာမယ်တရက်12လပိုင်းအတွက်ပေါ့နော်ကျွန်တော်တို့ကခွာပေါင်း9ဖြစ်မလားပေါ့နော်ဒါလေးကိုကျွန်တော်တစ်ချက်လာပြီးတော့အားလုံးပြပေးတာပါဗျာနော်အားလုံးလည်းနားလည်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အားလုံးပဲနော်ကျွန်တော်ရဲ့ site လေးကိုကြိုက်တယ်ဆိုရင်လည်းနော်ကျွန်တော်ရဲ့ဗီဒီယိုလေးကို like and share လေးတစ်ချက်လောက်လုပ်ပေးစီချင်ပါဗျာနော်ကျွန်တော် follow မအပ်ရသေးဘူးဆိုလည်းကျွန်တော်ရဲ့ account လေးကိုနော် follow အပ်ထားဖို့လည်းမမေ့ပါနဲ့ဗျာနော်နောက်ကျွန်တော်ဗီဒီယိုလေးတင်တဲ့အခါမှာအားလုံးပဲနော်တွေ့ရမြင်ရအောင်လို့နော် account လေးကိုလည်းတစ်ခါတည်းဆက်သွားပေးကြပါဗျာနော်what you did ไม่รู้ဒါဆိုရင်နော်ဒီတစ်ပတ်ကျွန်တော်တို့ဒီတစ်ပတ်မှာခွာပေါင်း9ဖြစ်မလားပေါ့နော်အားလုံးပဲပေါ့ကျွန်တော်တို့ဒီဗီဒီယိုလေးကိုဒီမှာပဲဆုံးသတ်လိုက်မယ်နော်အားလုံးပဲပြန်ပါဗျာနော်အားလုံးပဲတရက်12လပိုင်းမှာကံကောင်းခြင်းတွေပဲဆိုင်နိုင်ပါပြီဗျာနော်